ဒီနေ့မှာတော့ဦးကသူခေါ်ပုံညက်တာအုပ်စရောဆိုတဲ့အကြောင်းလေးကို sharing လုပ်ပေးမယ်။ဦးရဲ့မြတ်စွာဘုရားရှင်ကလူဘဝကိုရှာလာတဲ့အခါမှာလူတစ်ယောက်ကကုသိုလ်ကောင်းမှုများများပြုထိုက်တယ်လို့လမ်းညွှန်ဆုံးမဩဝါဒပေးခဲ့တာပဲဖြစ်ပါတယ်။အဲ့တော့ကုသိုလ်ကောင်းမှုဆိုတာကဘယ်လိုမျိုးလဲ။ကုသိုလ်ကောင်းမှုဆိုတာကပတ်စံရှိမှလုပ်လို့ရတဲ့ကုသိုလ်ရှိတယ်လို့ပတ်စံမရှိတဲ့လုပ်လို့ရတဲ့ကုသိုလ်တွေရှိတယ်။အဲ့တော့ငွေကြေးဥစ္စာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကုသိုလ်ဖြစ်အောင်လှုပ်ဆောင်မှုလိုအပ်တယ်။ဒီနေ့မှာဦးမြတ်တာရက်ခံချင်တာကပါဠိစကားလုံးလေးပြောရတဲ့အခါမှာအမှားပါလို့ရှိရင်ခွင့်ပြုပေးပါအမှန်လည်းပြင်ပေးလို့ရပါတယ်အဲဆိုရင်စလိုက်ကြရအောင်သူခေါ်ပုံညက်တာအုပ်စရောကုသိုလ်ကောင်းမှုတွေစုမိသွားပြီဆိုလို့ရှိရင်ချမ်းသာတယ်တဲ့ဒီနေရာမှာဦးတို့လောကီလူကအများစုထင်နေကြတာကရွှေငွေဥစ္စာရှိမှချမ်းသာတယ်စိန်တွေရွှေတွေငွေကြေးတနတွေစုမိပြီဆိုလို့ရှိရင်ချမ်းသာတယ်အများကြီးဒီလိုမျိုးသိကြတယ်ပေါ့နော်ကုသိုလ်စုမိရအောင်ကြတော့တိတ်ပြီးတော့စိတ်မဝင်စားကြဘူးဘလို့ပဲဖြစ်ဖြစ်မြတ်စွာဘုရားရှင်ကတော့ကုသိုလ်ရှိမှချမ်းသာတယ်လို့ပဲဟောတယ်အဲ့ဒါကြောင့်မြတ်စွာဘုရားကဘဝမှာကုသိုလ်ကောင်းမှုတွေများများလုပ်ပါကုသိုလ်ကောင်းမှုအကျဉ်းချင်းအထက်ထက်လုပ်မိအောင်လည်းကြိုးစားပါအနည်းဆုံးတော့ကုသိုလ်လုပ်ချင်တဲ့စိတ်ဆန္ဒလေးရှိပါစေဆိုပြီးတော့ဒီလိုမျိုးလေးဟောပြထားတယ်အဲ့တော့ခုပြပြချင်တာကလူလောကမှာကုသိုလ်လုပ်စရာတွေအများကြီးပဲရှိတယ်အဲ့ဒါတွေကိုတစ်ခုချင်းစီပြပြပေးမယ်ပထမတစ်ခုကကြတော့လှူမှုတမ်းမှုဆိုတဲ့ဒါနကုသိုလ်တွေလုပ်နိုင်တယ်ပြီးတော့ကိုကျင့်သီလအထင်းထင်းဆောက်ချောက်ခြင်းဥပုသ်ဆောင်ခြင်းဆိုတဲ့သီလကုသိုလ်တွေလည်းပြုလုပ်နိုင်တယ်တရားဓမ္မပွားများအားထုတ်ခြင်းဆိုတဲ့ဘာဝနာကုသိုလ်တွေလည်းပြုလုပ်နိုင်တယ်ဘုရားရဲ့ပတ်ဝန်းကျင်မှာယိုသေးလေးစားထိုက်တဲ့ပုံကိုယ်တွေကိုယိုသေးလေးစားမှုပြုတယ်ဆိုတဲ့အပ္ပစာယနာကုသိုလ်ဆိုတာမျိုးကိုလည်းလုပ်နိုင်တယ်ပြီးရင်ဖရာစေတီပထိုးပြီးတော့ဘုန်းကြီးကျောင်းကန်တွေမှာပြီးတော့လူကြီးသူမဘိုးဘွားမိဘတွေအပေါ်မှာပြုလုပ်ဆောင်ရတဲ့ဝေယဝိဆကုသိုလ်ဆိုတာကိုလည်းဘုရားပြုလုပ်နိုင်တယ်ပြီးတော့ကိုကာမကုသိုလ်ပြုပြီးတိုင်းအများကိုအမျှပေးဝေတာပေါ့နော်အတူတူကရရှိဖို့အတွက်အမျှပေးဝေရဲဆိုတဲ့ပဋိဒါနကုသိုလ်ဆိုတာကိုလည်းပြုလုပ်နိုင်တယ်အဲ့ဒီအပြင်သူများပြုလုပ်တဲ့ကုသိုလ်ကိုကကြားတယ်သိတယ်သာဓုခေါ်နိုင်တယ်ဆိုတော့ပဋ္ဌာနုမောဒနာကုသိုလ်ကိုလည်းပြုလုပ်နိုင်တယ်ပြီးလို့ရှိရင်တရားတော်တွေနာယူတာအပြစ်ကင်းစေတဲ့ပညာတွေကိုသင်ယူတာနားထောင်တာမှတ်သားတာပြီးတော့လူကြီးသူမဆုံးမတာတွေကိုနာယူတာနာခံတာစတဲ့ဓမ္မတာဝနာကုသိုလ်ကိုလည်းပြုလုပ်နိုင်တယ်ဒီနေရာမှာကုသိုလ်ဆိုတာကောင်းကျိုးကိုဖြစ်စေတယ်လို့ပြောတာပါနောက်ပြီးတော့ကောင်းရာကောင်းကြောင်းစကားကိုပြောဆိုတာတက်တဲ့တက်ထိုက်တဲ့ပညာကိုသင်ပေးတာကိုဓမ္မတေသနာကုသိုလ်လို့ခေါ်တယ်ပြီးတော့မြတ်စွာဘုရားရှင်ဟောကြားထားတဲ့အဆုံးအမတွေကိုပြန်ပြီးတော့ဟောကြားပေးတာကကြတော့အစစ်မြစ်ဓမ္မတေသနာကုသိုလ်လို့ခေါ်တယ်ဒါတော့အများသောအားဖြင့်ဆရာတော်ဘုရားကြီးတွေပြန်လည်ပြီးတော့ဟောကြားပေးတာဆုံးမပေးတာပေါ့နော်ဒီနေရာမှာပါချုပ်ဆရာတော်ဘုရားကြီးပြပြပေးထားတာကြတော့ဘုန်းကြီးတွေမှတရားဟောလို့ရတာမဟုတ်ပါဘူးတဲ့ကိုနာယူမှတ်သားသိရှိထားတဲ့ဓမ္မတေသနာတွေကိုပြန်လည်ပြီးတော့မျှဝေပေးတာကိုဓမ္မတေသနာကုသိုလ်လို့ခေါ်တယ်ပြီးတော့တမလွန်ဘဝကိုလက်ခံတယ်ကံကံရဲ့အကြောင်းအကျိုးကိုလည်းလက်ခံတယ်ဒါကဒိဋ္ဌိစုကံမကုသိုလ်လည်းဖြစ်တယ်ပြီးတော့ကံတရားရဲ့အကျိုးကိုလက်ခံတဲ့သူမှသာလူတော်လူကောင်းဖြစ်တယ်လို့ဆရာတော်ဘုရားကြီးကဆုံးမထားတယ်ကဲလို့ကံတရားရဲ့အကျိုးကိုငြင်းပယ်ပြီဆိုလို့ရှိရင်တော့လူချင်းဝတ်ကိုဖောက်ပြတ်တော့တာပဲတဲ့အဲဒါကြောင့်ကံရဲ့အကျိုးကိုယုံကြည်ခြင်းကိုဒိဋ္ဌိစုကံမှာဆိုတဲ့အယူဖြောက်မှအောင်လုပ်ရမယ်ဆိုပြီးတော့လည်းဆုံးမထားပါတယ်ဒါကိုအခုပြန်ပြီးတော့ sharing လုပ်ပြီးတဲ့ကုသိုလ်ကောင်းမှုတွေကကြတော့အဆန်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေပြုလုပ်နိုင်တဲ့ကုသိုလ်ကောင်းမှုတွေပါပြီးတော့လူတိမှအများကြီးလူနိုင်မှကုသိုလ်မဟုတ်ပါဘူးငွေကြေးမပြည့်စုံလည်းပြုလုပ်နိုင်တဲ့ကုသိုလ်တွေအများကြီးရှိတယ်ဥပမာကိုကငွေကြေးမတက်နိုင်ဘူးဆိုလို့ရှိရင်တော့မှပဲဘုန်းကြီးကျောင်းတွေမှာပေါ့နော်ဥပမာဒီတရားစခန်းတွေပြုလုပ်တဲ့အခါမျိုးမှာဒါဝေယဝိဆကုသိုလ်ပြုလုပ်ပြီးတာဒါလည်းကုသိုလ်တစ်မျိုးပဲအဲ့ဒါလည်းလေကိုယ့်ဘက်ကနေပြီးတော့ငွေအရင်းနှီးမစိုက်ထုတ်လိုက်ရပြီဆိုပေမဲ့ဝေယဝိဆပြုလုပ်တဲ့ကုသိုလ်ကကုသိုလ်အရန်ရတယ်နော်အဲ့ညမှာကိုကဝေယဝိဆလုပ်ပေးရလို့ဥပမာကံစေးရလို့စသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးကိုဂုံမသိငယ်စေခြင်းကိုအဲ့ဒါလည်းတကယ်ကိုအကျိုးထူးစေတယ်တကယ်လို့ယူတတ်မယ်ဆိုလို့ရှိရင်ဒီဝေယဝိဆကုသိုလ်ကလည်းအရန်ကုသိုလ်ပါတယ်ပြီးတော့သူများတွေအလှူဒန်းတွေပြုလုပ်တာကိုလည်းတစ်ဖက်တစ်လမ်းနေပြီးတော့ကိုကသာဓုခေါ်ပေးတာကောင်းတဲ့စိတ်လေးနဲ့မုတိတာပွားပေးတာဒါကလည်းကုသိုလ်တစ်မျိုးပါပဲတကယ်တော့ဒါလေးတွေကကုသိုလ်တေးသေးလေးတွေဆိုပေမဲ့ကုသိုလ်တေးသေးလေးတွေစုမိလာပြီဆိုလို့ရှိရင်ညောင်ပင်ကြီးလောက်ရှိတတ်ပါတယ်များသောအားဖြင့်ဒီဖျားတေသနာတော်မှာတော်များသိကြမှာပေါ့အမ္ပပါဠိဆိုတဲ့ပြည့်တ္စာတရားသူဆိုလို့ရှိရင်လုံခဲ့တဲ့ဘောကဖျားရှင်တွေမှာပြည့်စည်နေတဲ့စသဖြင့်ပေါ့နော်ဝေယဝိဆလေးလုပ်ပြီးရဒါဟာလည်းကုသိုလ်မျိုးအဲ့ဒီကုသိုလ်ကလည်းသူ့ရဲ့နောင်ဘဝမှာဒီရုပ်ရည်ချော်မော်လှပခြင်းဆိုတဲ့အကျိုးကိုလည်းရရှိစေတယ်အဲ့တော့ဒီလိုရုပ်ရည်ချော်မော်လှပတယ်ဆိုတာလည်းဒီဝေယဝိဆပြုလုပ်တဲ့ကုသိုလ်အထောက်ပံ့ကြောင့်လည်းဖြစ်တယ်အဲ့ဒါကြောင့်ကိုကဘာပဲလုပ်ကုသိုလ်စိတ်လေးနဲ့လုပ်မယ်ဆိုလို့ရှိရင်ကိုယ့်ဘဝမှာအမြဲတမ်းတတ်မြတ်ထိပါပါတယ်အဲ့တော့နေ့စဉ်ဖြတ်သန်းတဲ့ဘဝမှာကုသိုလ်စိတ်လေးနဲ့အမြဲတမ်းပြုလုပ်ပေးမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ကံကအမြဲတမ်းလှပနေမှာပါ